Okay ဒါလေးဖြေပေးမယ်နော်သူကညီမလေးမိထားတယ်ဘယ်လောက်လဲချဲတဲ့အဲ့ဒါလေးကတဲ့နော်ဒီညီမလေးရဲ့တူမိထားတဲ့ညီမလေးအများကြီးရှိပါတယ်နော်ဒီအောက်မှာရောဒီမှာရောမိထားပါတယ်ပေါ့နော်ညီမလေးအများကြီးမိထားတယ်သူကဘေးကဝယ်တာလေးဘယ်လောက်လဲပေါ့နော်လူချင်းရဲ့ညီမလေးတွေအတွက်တကယ်ကိုပေါ့နော်အယုံမဝယ်ခြင်းရဲ့ညီမလေးတွေဘယ်လိုမျိုးကြည့်ပြီးဝယ်ရမယ်ဆိုတဲ့အရာလေးကိုဇာနီကပြပြပေးမယ်ဒါကတော့ budget အနည်းဆုံးလေးနဲ့ပေါ့နော်ဇာနီဝယ်ထားတာနော်ကိုက budget နိုင်နေဆိုရင်ဒီထက် site ကြီးရဲ့အယုံမာတွေလည်းမျိုးစုံရှိပါတယ်ဝယ်လို့ရပါတယ်ပေါ့နော်ဇာကတော့ဇာနီတို့ဒီမရှိမဖြစ်ပေါ့နော်ကိုမအယုတ်တရုတ်ရှိထားတယ်ဆိုရင် wrapping ထက်တာအစားဒီနိုးပရာတွေချုပ်တာအဆုံးပေါ့နော်ဒီလိုမျိုးအင်ဂျီတွေချုပ်တဲ့အခါမှာအချိန်ကုန်တတ်တာတယ်လွယ်ကူတဲ့နီးလေးပေါ့နော်ဒီရုပ်လေးရှိနေအဆင်ပြေတယ်ပေါ့နော်ဒါလေးကတော့ medium size လေးဖြစ်တယ် medium size ကြီးသူကအယောင်လိုင်းကလေးမျိုးလာပြီးထွက်တယ်ပေါ့နော်သူကအသားရောင်ရှိမယ်နော်အသားအဖြူရောင်ရှိမယ်ဒါကတော့အသားအရင်ရောင်ခေါ်မှာပေါ့နော်အသားအရင်ရောင်ဒါလေးကအသားအရင်ရောင်အဖြူရောင်ထွက်တယ်အသားရောင်ရှိတယ်ဒီရောင်လေးရှိတယ်ပြီးတော့အမဲရောင်ရှိတယ်ပြီးတော့နက်ပြလေးလာမလို့ထွက်တာရှိတယ်ဒီလား9ရောင်ထွက်တယ်ပေါ့နော်အယောင်လိုင်းလေးကလေဒါလေးကနော်ဒါကတော့ဇာနီကဒီအသားအရင်ရောင်လေးဖြစ်မှာပေါ့နော်ဒါလေးဝယ်ထားတယ်သူ့ရဲ့ရင်ပတ်လေရကြတော့ဇာနီကို32 33ရှိတယ်နော်32 33ရှိတယ်ခါပတ်လေးကကြတော့24 25ရှိတယ်ပြီးတော့တင်ပတ်လေးကကြတော့34 35ရှိတယ်ပေါ့နော် size အနေနဲ့ပြောမယ်ဆိုရင်ဇာနီကို medium size လေးဖြစ်ပါတယ်နော်သူကဒီရုံးမလေးကဘာကိုတုံးထားလဲဆိုတော့သူရဲ့အောက်ခံကကြတော့ဇာနီကိုဖော့အကျစ်တာကိုတုံးထားတယ်ပေါ့နော်ဖော့အကျစ်တာတုံးထားတယ်ဒီဘောကအုပ်ထားတာကကြတော့ဇာနီကိုဆွဲတာပေါ့နော်ဆွဲတာအုပ်ထားတယ်ပေါ့ဒါကတော့ budget အနည်းဆုံးရုပ်ပါလေးပေါ့နော်ကိုကအခုမှစပြီးတော့ဒီရုပ်ကလေးကိုသုံးချင်နေဆိုရင်ဒီရုပ်ကလေးကိုဒီလိုမျိုး budget အနည်းဆုံးရုပ်ကလေးကိုဝယ်သုံးပေါ့နော်နောက်ကို budget နိုင်တဲ့ခါကျရင်ဒီထက် site ကြီးရဲ့ရင်ပေါ့နော်ရင်35 36ဟောစားစားရှိတယ်အဲ့ဒါတွေဝယ်လို့ရတယ်ပြီးတော့ butterfly design တွေနဲ့သုံးလို့ရတယ်ပေါ့နော်ဒါကြတော့အရင်ဆုံးဒီရုပ်ကလေးကိုပဲရင်ဝယ်လိုက်တယ်နောက်ပိုင်းကျမှစနေနေတဲ့ site ကြီးရာလေးကိုထပ်ဝယ်သွားဖို့ရှိရပေါ့နော်အခုလောလောဆယ်တော့ဒါလေးပဲဝယ်နှစ်ထားတယ်ပေါ့နော်ဒီရုပ်ပြုတ်ရှိနေတယ်လေဒါမျိုးတော်တော်လေးအဆင်ပြေပါတယ်ပေါ့နော်โอเคဈေးလေးကတော့တစ်ခွဲပေးရတယ်ပေါ့နော်တစ်ခွဲပါလို့ပြောချင်ပါတယ်ဒါလေးကိုဘယ်မှာဝယ်ရလဲဆိုတော့ဇာနီကရန်ကုန်တောင်ကလာပါဆိုင်မှုဆိုတဲ့ဆိုင်လေးကဝယ်တယ်ပေါ့နော်ဒီမှာပါဆိုင်ဒီအကောင့်နာမည်လေးပြပေးမယ်ပေါ့နော်ဒီဆိုင်လေးမှာဝယ်တယ်ပြီးတော့ဘတ်ဂျက်မနိုင်တဲ့လူတွေကအရေးကြဝယ်ခြင်းနဲ့တော့အခုမှပတ်စံစုနေတဲ့ဆိုတဲ့လူတွေရာလေဒီမှာအောက်မှာပြထားတဲ့ဇာနီစနိုးဆိုတဲ့ဒီဆိုင်လေးမှာလည်းဝယ်လို့ရပါတယ်။သူကကြောင့်အရေးကြပေါ့နော်။ကိုကသွားပြီးတော့ဖုန်းနံပါတ်တွေလည်းပေးထားတယ်ပေါ့နော်။ဒါရုံကြီးစိတ်ချရပါတယ်။ဖုန်းနံပါတ်လေးဆက်ပြီးတော့မေးကြည့်လို့ရတယ်။ကိုလိုချင်တဲ့အရုပ်ပေါ့နော်။ရေးကြဟိုက1000လားမသိဘူးသူကစုရတယ်ပေါ့နော်။စုပြီးဝယ်လို့ရပါတယ်။သွားမေးကြည့်ပါအဆင်ပြေပါစေရှင်။